ညနေဆောင်နေပြီဖြစ်လို့ကျောင်းဝင်းတစ်ခုလုံးပုံမှန်တက်ပို့ပြီးတော့တိတ်ဆိတ်အေးဆက်နေပါတယ်မြို့ပြင်ကဒီအစိုးရအထက်တန်းကျောင်းကြီးကနှစ်ပေါင်းများစွာတက်တန်းရှိပြီဖြစ်လို့တစ်ပင်ကြီးတရားလည်းအုံအုံဆဆိုင်ရှိလာပါတယ်ထွန်းထွန်းနဲ့ကျော်ကြီးတို့တငယ်ချင်းတွေအောင်မနေ့ပြန်ဖြစ်ရမယ့်စာမေးပွဲအတွက်ကျောင်းစာကြီးတိုက်မှာအချိန်ပိုစာကျက်နေကြတာပါညနေ6နာရီခွဲလို့မောင်စပြူလာတော့မှသူတို့နှစ်ယောက်အိမ်ပြန်ဖို့ပြင်ကြပါတယ်ဟဲ့အောင်ထွန်းထွန်းငါတို့အဆောင်နေရှိရဖြတ်သွားရမှာလားကျော်ကြီးကတူတူလေးမေးလိုက်တယ်အဆောင်နှစ်ဆိုတာကျောင်းရဲ့အစွန်ဆုံးမှာရှိတဲ့ထစ်သားကြမ်းခင်းတဲ့အဆောင်ဟောင်းကြီးပါကျောင်းသားတွေကြားမှာအဲ့ဒီအဆောင်နဲ့ပတ်သက်တဲ့ကောလာဟလတွေကမနှဲလာပါဘူးဖျက်မှာပေါ့ကွာရမကျောင်းပေါက်အမြန်ဆုံးရောက်မှာထွန်းထွန်းကပြန်ပြောရင်အဆောင်ဟောင်းရှိရောက်မှာတော့သူတို့နှစ်ယောက်လုံးခြေလမ်းတွေတုံးကနေရက်သွားပါတယ်လီလဲမတိုက်ပဲနဲ့ကျောင်းရှိကစားကွင်းမှာရှိတဲ့တန်ကြီးတက်နေတဲ့တန်းအိုကြီးကအားရပါရလွဲနေတာကိုမြင်လိုက်ရလို့ပါဟဲ့ဘယ်သူမှလည်းမရှိပဲနဲ့ကျော်ကြီးရဲ့အတန်တွေကတုံးရင်နေပါတယ်သူတို့နှစ်ယောက်ဘာလို့ရမှမသိခင်မှာပဲအပေါ်ထက်စာတင်ခန်းတွေကခဲနဲ့စာရင်းနေတဲ့အတန်ကြီးကပစ်တင်ထပ်ပြီးတော့ထွက်လာပါတယ်ထွန်းထွန်းကတက်တိမွေပြီးအပေါ်ထက်ကိုလမ်းကြည့်လိုက်တဲ့အခါမောင်မဲနေတဲ့အခန်းထဲကဘယောင်းနိုင်ပြီးဖြောလေးတစ်ချက်လင်းသွားတာကိုမြင်လိုက်ရပါတယ်စူးစမ်းကျင်စိတ်နဲ့ကြောက်စိတ်ရောပြိုးနေတဲ့သူတို့နှစ်ယောက်အဆောင်ပေါ်ကိုဖြည်းဖြည်းချင်းတက်သွားကြတယ်အပေါ်ထက်ကိုရောက်တော့အခန်းလေးရဲ့တကားဟာဟာလေးပွင့်နေပါတယ်အထဲကိုချောင်းကြည့်လိုက်တဲ့အခါနောက်ဆုံးတန်းခုံအလွတ်တစ်ခုပေါ်မှာကောင်းမလေးတယောက်ခဲတံတစ်ချောင်းကင်ပြီးစားအုပ်ပေါ်မှာတစုံတစ်ခုကိုအသေးတန်ရင်းနေအောင်တွေ့လိုက်ရတယ်အဲ့ဒီချိန်မှာပဲအခန်းထဲမှာအေးဆက်ဆက်လေးထုတစ်ခုဖြတ်တန်းသွားပြီးကလေးတယောက်ရဲ့ငိုတန်တဲတဲလေးထွက်လာပါတယ်သမီးဆောင်ဝဲဖြေလို့မပြီးသေးဘူးသမီးကိုကူညီပါအတန်ထွန်းထွန်းရဲ့နာလေးကိုကပ်ပြီးပြောလိုက်တယ်လို့မျိုးအေးဆက်လာပါတယ်သူတို့နေရာကိုဘာမှထပ်မကြည့်ရတော့ပဲအောက်ထက်ကိုပြေးဆင်းခဲ့ကြတယ်ဒါပေမဲ့ထူဆန်းတာတစ်ခုကဘယ်လောက်ပြေးအောက်ထက်ကိုမရောက်နိုင်ပဲအပေါ်ထက်စာတင်ခန်းရှိကိုပဲထက်ခါတလဲပြန်ရောက်နေတာပါငါတို့လမ်းမနေပြီလားမသိဘူးကျော်ကြီးကငိုတန်နဲ့ပြောလိုက်တယ်အဲ့ဒီချိန်မှာပဲသူတို့ရှိမှအဖြူရောင်ဝတ်စုံလေးနဲ့ကျောင်းသူလေးတယောက်ခေါင်းငုံပြီးရက်နေအောင်တွေ့လိုက်ရတယ်ကျောင်းသူလေးရဲ့လက်ထဲမှာတော့စာမေးပွဲအဖြူလွှာတစ်စောင်ကင်ထားပါတယ်သမီးကိုဒီခန်းထဲကထွက်သွားခွင့်ပေးပါသမီးစာမေးပွဲဖြေပြီးသွားပြီကျောင်းသူလေးကတူတူလေးပြောရင်ခေါင်းမောလိုက်တဲ့အခါသူမရဲ့မျက်နှာမှာမျက်လုံးတွေမရှိတော့ပဲဟောက်ပိတ်ဖြစ်နေအောင်တွေ့လိုက်ရတယ်ထွန်းထွန်းတတိယရချင်းသူကင်လာတဲ့စာအုပ်လေးကိုတင်းဆုပ်ပြီးမြစ်တာတော့ကိုရတလောက်ရွတ်လိုက်ပါတယ်ခဏကြာမှတော့ပုံဝင်ချင်းတစ်ခုလုံးဝုန်းကနေအမောင်တိကျသွားပြီးငိုတန်တွေဒန်းလေးတန်တွေအကုန်ပျောက်ကွယ်သွားပါတယ်သူတို့နေအောင်မျက်လုံးပြန်ဖွင့်ကြည့်လိုက်တဲ့အခါကျောင်းဆောင်ဦးလေးကြီးကသူတို့ကိုတက်မီနဲ့ထိုးကြည့်နေအောင်တွေးလိုက်ရတယ်မင်းတို့နေအောင်ဘာလို့အဆောင်ဟောင်းထဲမှာတတိမိနေကြတာလဲထွန်းထွန်းနဲ့ကျော်ကြီးတို့ဘာမှပြန်မပြောနိုင်ပဲကျောင်းပြင်ကိုအပြန်ဆုံးပြီးထွက်ခဲ့ကြတယ်နောက်ပိုင်းတီးလိုက်ရတာလွန်ခဲ့တဲ့10နှစ်ကဒီအခန်းထဲမှာစာမေးပွဲဖြစ်ရင်ရုပ်တရက်နှလုံးရက်ဆုံးသွားဖို့တဲ့ကျောင်းသူလေးတယောက်ရှိခဲ့ဘူးလေဆိုတာပါပဲအခုတည်းတည်းရောအဲ့ဒီကျောင်းမှာညနေတဲ့အခါနောက်ဆုံးတန်းကခုံလွတ်စီကစာရေးတန်တွေကိုကြားနေရဆဲဖြစ်ပြီးအဲ့ဒီကျောင်းသူလေးကလည်းသူမရဲ့ပြီးမဆုံးသွားတဲ့စာမေးပွဲကိုဖြေဆိုဖို့အဆောင်ဟောင်းထဲမှာအမြဲတမ်းလှည့်လည်နေရလို့ဆိုပါတယ်အခုနားထောင်နေတဲ့လူတွေထဲမှာရောကိုကျောင်းတက်ခဲ့အောင်ကကျောင်းတွေမှာကျောင်းဆောင်အဟောင်းတွေရှိခဲ့ဘူးလားရှိခဲ့ဘူးရဲ့ဆိုရင်အဲ့ဒီကျောင်းဆောင်အဟောင်းတွေစီတွားခဲ့ဘူးလားဘာတွေကြုံတွေ့ခဲ့ဘူးလဲဆိုတာ comment မှာရေးခဲ့ပေးကြပါဦး